ထူးဆန်းတဲ့မော်နိုခဲဆံပြုတ်ဒီနေ့တော့တော်တော်ပူတာပဲတားရှိမှရေရှိလားမရှိဘူးတော့ရသေးကြီးအမလီပူလိုက်တာချွေးတွေလည်းအရန်ထွက်တာပဲရှေးလေးရသွားရင်တိတ်ကိုကောင်းမှာပဲရသေးရှိမှပကန်းတို့ခွက်တို့ပါခဲ့လားဘာလို့လဲတားရီခွက်တွေပကန်းတွေကိုဘာလုံးမလို့လဲဒီနားလေးမှာရေရတဲ့နေရာတနေရာရှိတယ်အဲ့နေရာကနေရသေးကြီးရဲ့အတွက်ရေယူခဲ့ပြီးမလို့ပါဗျအမလီသားလေးကစိတ်ကောင်းရှိတဲ့သူတယောက်ပဲဒီမှာငါရှိမှဒီခွက်လေးတစ်ခုတော့ရှိတယ်ရော့ဒီခွက်ထဲမှာပဲအရင်ဆုံးသားကရေတောက်လိုက်ပြီးရင်ဆေးပြီးတော့မှရတိကြီးအတွက်တစ်ခွက်ယူခဲ့လိုက်ပါအဲ့နောက်မှာတော့ကိုဗလာကရတိရှိကနေနေပြီးတော့ဒီခွက်လေးယူပြီးတော့သွားခဲ့ပါတယ်နည်းနည်းဝေးတဲ့နေရာမှာရေပိုက်ကောင်းတစ်ခုကိုတွေ့ခဲ့ပါတယ်ဒီလိုနဲ့ရေဖြည့်ပြီးတော့မှကိုဗလာကအရင်ဆုံးတောက်လိုက်တယ်ပြီးတော့ခွက်ကိုဆေးပြီးတော့မှရတိကြီးရဲ့အတွက်ရေဖြည့်ပြီးတော့မှသွားခဲ့ပါတယ်ရတိကြီးဒီမှာရေရပြီရေတောက်လိုက်ပါအောင်ဗျအမလီကောင်းလိုက်တာအေးနေတာပဲတော်တော်ကောင်းတာပဲအရန်ကိုနေလို့ကောင်းသွားတာပဲအခုတော့သွားတော့မယ်နော်တားလည်းအိမ်သွားတော့ဘာဖြစ်တာတော့တားရဲ့ရတိကြီးကျွန်တော်ရှိမှအိမ်မရှိဘူးဘာလို့လဲတားရဲ့အမေဖေကရောဗမာတော့ကျွန်တော်အမေဖေကအဆုံးသွားပါပြီပြီးတော့ကျွန်တော်တို့ရဲ့အကျွေးရှင်ကလည်းကျွန်တော်တို့အိမ်ကနေကျွန်တော်ကိုမောင်းထုတ်လိုက်တာပါအော်အဖြစ်ဆိုးလိုက်တာတားရဲ့ဟုတ်ပြီတခုခုရောစားပြီးသွားပြီလားမစားရသေးပါဘူးရတိကြီးရဲ့မနေ့ကကလေးကဘာမှကိုမစားရသေးဘူးမနေ့ကကလေးကဒီတစ်ပင်အောင်မှာထိုင်နေတာစဉ်းစားနေတာဈေးရဲသွားပြီးအလုရှာမယ်လို့အလုရှာလို့ရှိရင်ပတ်စံရပြီးတော့မှစားစရာနည်းနည်းမပါတော့ရသွားမှာပဲလေဟုတ်ပြီတာကအစားအစာတွေမှာဘာကိုအကြိုက်ဆုံးလဲတာကအမေလက်ရာစံပြုတ်ကိုအရန်ကြိုက်တယ်တိလာရတိကြီးအမေကလေစံပြုတ်လုပ်တဲ့အခါမှာနှုတ်ခဲကိုလည်းထည့်တယ်တာအတွက်အထူးစပယ်ရှယ်ချက်ပေးတာပေါ့ဘာမှစိတ်မညစ်ပါနဲ့တာရဲ့ရော့ဒီပကံကိုင်းပြီးလို့ရှိရင်မျက်စိမိတ်ထားဒီလိုနဲ့သူကပကံကိုင်းပြီးမျက်စိမိတ်ပြီးရနေခဲ့ပါတယ်အကြိုင်နေတဲ့ဒီရသေးကြီးရဲ့အတန်ကိုမကြားရတဲ့အခါမှာတော့သူကမျက်လုံးဖင်းကြည့်လိုက်တယ်မျက်လုံးဖင်းကြည့်လိုက်တဲ့အခါမှာရသေးကြီးကလည်းမရှိခဲ့ပါဘူးဒါပေမဲ့ပကံနှင်းကိုကြည့်လိုက်တဲ့အခါမှာနှုတ်ခဲတွေနဲ့ချက်ထားတဲ့စံပြုတ်တွေရောက်ရှိနေတာကိုတွေ့ခဲ့ရတယ်သူ့အမေချက်တဲ့ပုံစံမျိုးပေါ့စံပြုတ်ကိုကြည့်လိုက်တာနဲ့ပဲသူကတရေတွေကြာလာခဲ့တယ်ဒီလိုနဲ့ချက်ချင်းစားလိုက်တာပေါ့ညရောက်တဲ့အခါမှာလေဗိုက်စားတဲ့အတွက်ကြောင့်အဲ့ဒီပကံလေးကိုကင်ပြီးတော့မျက်စိမိတ်ထားလိုက်ပါတယ်နေ့လည်ကလိုမျိုးပဲစံပြုတ်ပြန်ရောက်လာခဲ့တယ်ဒီလိုနဲ့ကိုဗလာကတော့ရက်ပေါင်းမြောက်များစွာသူစံပြုတ်ကိုပဲစားပြီးတော့အသက်ရှင်နေထိုင်နေခဲ့တယ်စံပြုတ်ကိုပဲတစ်သက်လုံးစားသွားလို့ပဲရပါမလဲဒါကြောင့်သူကအဲ့ဒီပကံလေးကိုအတူတူထည့်ခဲ့ပြီးတော့မှအလုတ်သွားရှာခဲ့ပါတယ်အဲ့ဒီအချိန်မှာလူတချို့ကိုတွေ့ခဲ့ရတယ်ဒီအနီးနားမှာရွာလေးပါလေးရှိလားရှိတယ်တော်တော်ဝေးတယ်ဒါနဲ့မင်းကဘာလို့ကျင်လို့လဲအလုတ်လေးလိုက်ရှာနေလို့ပါဗျအော်ဒါဆိုမင်းလဲငါတို့လိုအလုတ်ရှာနေတာပေါ့ဟဟလားဒီနားမှာစက်ရုံတစ်ခုရှိတယ်ငါတို့ကအဲ့ဒီမှာအလုတ်လုပ်တာအခုကနေ့လေထမင်းစားချိန်ရောက်ပြီဆိုတော့အားလုံးကနေ့လေသာစားဖို့လာကြတာမင်းရှိမှစားစရာဘာညာရှိရလားကြည့်ရတာတော့ရှိမယ်မထင်ဘူးရော့နင်ကငါရဲ့ထမင်းပဲစားလိုက်တော့ငါကတော့ညနေကြမှာအိမ်အောင်မှပဲစားလိုက်တော့မယ်ဟုတ်ပြီလားဘာလို့လဲဒီအနီးတစ်ဝိုက်မှာထမင်းဆိုင်နေပါလေမရှိလို့လားရှိတာတော့ရှိတယ်လေဒါပေမဲ့ဈေးကအရန်ကြီးတယ်မတန်တရားတွေယူတာဆိုင်ပိုင်ရှင်ကထမင်းလေးတစ်ပွဲကိုတော့9000ယူတယ်ဒီလောက်ဈေးကြီးတာတွေကိုငါတို့ကဘယ်ဝယ်စားနိုင်ပါမလဲသူ့ရဲ့စကားကိုကြားပြီးတော့မှကိုဗလာကတော့ idea တစ်ခုရခဲ့ပါတယ်သူကအဲ့ဒီစက်ရုံနာလေးမှာပဲစားတောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်နောက်နေ့မှာပဲအဲ့ဒီစက်ရုံနာကိုသွားပြီးတော့မှနေလေစားထမင်းအားချိန်ရောက်တဲ့အခါမှာတော့အားလုံးကိုလမ်းခေါ်လိုက်တယ်လာကြပါပြို့လာကြပါနှုတ်ခဲဆံပြုတ်တွေရမယ်နော်နှုတ်ခဲဆံပြုတ်တွေတပွဲကို200ပဲပေးရမှာပါနော်လာကြပါပြို့လာဝယ်ကြပါပြို့ကိုဗလာရဲ့အတန်ကိုကြားပြီးတော့မှအလုသမားတွေအကုန်လုံးကထွက်လာခဲ့ပါတယ်ဒီလိုနဲ့ကိုဗလာကအတွင်းထဲကိုသွားပြီးတော့မှပကံလေးကိုကင်ပြီးမျက်လုံးပိတ်ပြီးပြောပါတယ်မော်ပကံလေးကျွန်တော်ကိုနှုတ်ခဲဆံပြုတ်တွေအများကြီးပေးပါနည်းနည်းကြာမှပဲအဲ့ဒီပကံကဆံပြုတ်တွေနဲ့ပြင်းနေသွားခဲ့တယ်ဒီလိုနဲ့သူကအလုသမားတွေအားလုံးကိုကြွေးခဲ့ပါတယ်
ကြည့်ရင်နဲ့ပဲသူ့ရဲ့စံပြုတ်ကအရန်ကိုရောင်းကောင်းလာခဲ့ပါတယ်ဒီလိုနဲ့ပတ်ဆက်နေအများကြီးရလာခဲ့တယ်ဒါကြောင့်မလို့သူဖွင့်ထားတဲ့ဆိုင်ကိုအပြန်စားလုပ်လိုက်တာပေါ့စားတောက်ဆိုင်ကပို့ပြီးလာသွားတဲ့ခါမှာတော်တော်များများလာဝယ်စားကြတယ်ဒီလိုနဲ့တရက်မှာဒီကောင်လေးကဘသူတော့ငါရဲ့ဈေးဝယ်တွေအကုန်လုံးကိုလည်းလူသွားပြီဒီလိုသာဆိုလို့ရှိရင်တော့ငါ့အောင်မွဲတွေ့အောင်လုပ်လိုက်တော့မှာပဲသူတယောက်တည်းဒီလောက်ထိစံပြုတ်တွေအများကြီးဘလို့များချက်ပြုတ်နေရလဲဆိုတာတွားပြီးလေးလာကြီးမှဖြစ်မယ်နိုကယ်ထည့်ပြီးတော့တောင်မှ200တဲ့နဲ့ရောင်းနေတယ်တဲ့ဘလို့များလောက်တာတော့ဒီလိုနဲ့ထိုစားတောက်ဆိုင်ရဲ့ပိုင်ရှင်ဖြစ်တဲ့ဥပါကတော့ကိုဗလာဘာလုပ်နေလဲဆိုတာကိုလိုက်စုံစမ်းကြည့်ခဲ့တယ်တရက်မှာကိုဗလာကသူ့ရဲ့မော်ပကန်တွေထဲကနေစံပြုတ်တွေရရှိလာတာကိုတွေ့သွားခဲ့ပါတယ်။အော်သူကဒီလိုလုပ်နေတာ哦။ဒါကြောင့်ဒီကလေးကဘလို့များဒီလိုတွေလုပ်နေတာလဲဆိုတာစဉ်းစားနေတာ။မော်နှုတ်ကဲစံပြုတ်တွေကိုမနှက်ပြန်ကနေစပြီးဒါတွေကငါဆိုင်မှာရှောင်းတော့မယ်။ပြီးတော့200မဟုတ်ဘူး100နဲ့ရောင်းမှာ။အိမ်နေညမှာကိုဗလာကအိမ်နေတဲ့အခါမှာဥပါကသူ့ရဲ့အိမ်လေးတွေကိုဝင်သွားပြီးတော့မှအဲ့မော်ပကန်ကိုခိုးလိုက်ပါတယ်ပြီးတော့နောက်နေ့မှာလာကြပါပြို့လာကြပါအရန်အရသာရှိတဲ့နှုတ်ခဲဆန်ပြုတ်တီစားသွားကြပါကိုဗလာကဒါကိုကြားတဲ့အခါမှာတော့သူ့ရဲ့ပကံကိုရှာဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်းပကံကလုံးဝရှာမတွေ့ခဲ့ပါဘူးဒါကြောင့်ကိုဗလာတယောက်နားလဲသွားခဲ့ပါတယ်သူ့ရဲ့ပကံကိုဥပပဲခိုးတာဖြစ်မှာဆိုတာကိုသိသွားခဲ့တာပေါ့အဲ့ဒီအချိန်မှာကိုဗလာကဥပရှိကနေသူ့ရဲ့ပကံကိုသွားတောင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာဥပကတော့သူ့ကိုပါတစ်ချက်ရိုက်ပြီးတော့မှလွတ်လိုက်တယ်။ကိုဗလာကလည်းဘာမှမတတ်နိုင်တော့တဲ့အစုံသူ့ဆိုင်မှာပဲသွားပြီးတော့စိတ်ညစ်စွာနဲ့ပဲထိုင်နေခဲ့ရပါတယ်။တစ်ဖက်မှာတော့ဥပကတောက်လျှောက်ပဲဈေးဝယ်တွေကိုခေါ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဟိတ်ပကံငါ့ကိုစံပြုတ်တီအများကြီးချက်ပေးစမ်းမမြန်လို့ချက်ချင်းပဲပကံထဲမှာပြေးသွားခဲ့ပါတယ်ဒီတစ်ခါမှတော့စံမြုပ်တွေမဟုတ်ဘဲနဲ့အစိတ်ရှိတဲ့မွေတွေအများကြီးနေပေါ့ပကံထဲကနေထွက်ပြီးတော့မှဟိုပြေးတီပြေးလုံးနေခဲ့ကြတယ်သူကစိတ်တူပြီးတော့မှအဲ့ဒီပကံကိုထိုနေရာမှာပဲပြစ်ချပြီးတော့မှထွက်ပြေးခဲ့ပါတယ်သူသွားပြီးတဲ့နောက်ပိုင်းမှာကိုဗလာကအထဲထဲဝင်ပြီးတော့မှသူ့ရဲ့ပကံကိုသွားယူခဲ့တယ်သူပကံကိုကောက်ကင်လိုက်တဲ့အခါမှာပဲအရှင်ကတွေးခဲ့ရရဲ့တိကြီးကိုပြန်တွေးခဲ့ပါတယ်သားရဲ့ကိုပကံကိုတိတိချာဂယူးဆိုင်ပြီးထားပါဒါနဲ့ငါဘိုက်စာနေတယ်နှုတ်ကဲဆန်ပြုတ်လေးကျွေးလို့ရမလားဒီလိုနဲ့ကိုဗလာကပြုံးပြီးတော့မှရတိကြီးကိုဖတ်လိုက်ပါတယ်နောက်နေ့မှလည်းအခုလိုစိမ့်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့မမေ့ပါနဲ့အောင်နော်ကျေးဇူးတင်ပါတယ်ရှင်